အခန်း30ပုဂ္ဂလိကပညာသင်အထူးကျောင်းပုဂ္ဂလိကအသက်မွေးမှုအထူးသင်တန်းကျောင်းနဲ့ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာနများတည်ထောင်ဖွင့်လှစ်ခြင်းအပိုက်46ပုဂ္ဂလိကပညာသင်အထူးကျောင်းကိုဖြစ်စေပုဂ္ဂလိကအသက်မွေးမှုအထူးသင်တန်းကျောင်းကိုဖြစ်စေပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာနကိုဖြစ်စေတည်ထောင်ဖွင့်လှစ်နေသူသို့မဟုတ်တည်ထောင်ဖွင့်လှစ်လိုသူပိုင်ရှင်သည်အောက်ပါအချက်အလက်များဖော်ပြ၍သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ်ပြည်내လူမှုဝန်ထမ်းရုံးသို့ခွင့်ပြုမိန့်ထုတ်ပေးရန်လျှောက်လွှာကိုပုံစံ21ဖြင့်လျှောက်ထားရမည်။ကကြီးသင်တန်းကျောင်းဌာနအမည်ခါခွေသင်တန်းကျောင်းအဆောက်အဦများတည်နေရာလိပ်စာကငယ်သင်တန်းကျောင်းအဆောက်အဦအမျိုးအစားအကျယ်အဝန်းကကြီးဆက်သွယ်ရန်ဖုန်း fax အမှတ် email လိပ်စာငတင်ကြားမည့်မတန်ဆွမ်းမှုအမျိုးအစားစာလုံးလက်ခံနိုင်သည့်သင်တန်းသားဥယျာဉ်စာလိန်ဆရာဆရာမဝန်ထမ်းဥယျာဉ်နှင့်ကျွမ်းကျင်မှုအခြေအနေအသေးစိတ်စာခွဲသင်တန်းကာလနှင့်သင်တန်းအချိန်စရာစာမြင့်စွဲသင်ကြားမည့်ဘာသာရပ်အမျိုးအစားများညသင်တန်းကျောင်းအုပ်ချုပ်မှုကော်မတီဖွဲ့စည်းပုံအပိုက်40ခွန်သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ်ပြည်내လူမှုဝန်ထမ်းရုံးသည်နည်းဥပဒေ46အရလျှောက်ထားချက်ကိုသတ်မှတ်ချက်များနှင့်အညီစီစစ်ပြီးသဘောထားမှတ်ချက်နှင့်အတူဦးစီးဌာနသို့တင်ပြရမည်အပိုက်48ဦးစီးဌာနသည်ကာကြီးနည်းဥပဒေ46နှင့်49တို့အရလျှောက်ထားချက်နှင့်တင်ပြချက်တို့ကိုစီစစ်ပြီးတည်ထောင်ဖွင့်လှစ်ရန်ခွင့်ပြုခြင်းသို့မဟုတ်ငြင်းပယ်ခြင်းပြုနိုင်သည်ခါခွေသတ်မှတ်ချက်များနှင့်မကိုက်ညီပါကလိုအပ်ချက်များကိုပြင်ဆင်၍ထပ်မံလျှောက်ထားစေနိုင်သည်ကငယ်နည်းဥပဒေခွဲကာကြီးအရာခွင့်ပြုပါကလျှောက်ထားသူအားသတ်မှတ်ထားသောအခကြေးငွေပေးသွင်းစေပြီးခွင့်ပြုမိန့်ကိုပုံစံ22ဖြင့်ထုတ်ပေးရမည်ပုံစံ22တွင်ခွင့်ပြုမိန့်သက်တမ်းနှင့်စည်းကမ်းချက်များသတ်မှတ်ပေးရမည်အပိုက်49ခွင့်ပြုမိန့်ရရှိသူပိုင်ရှင်သည်ဤဥပဒေအရထုတ်ပြန်သည့်နည်းဥပဒေများစီမင်းစီကံအမိန့်ကြော်ညာစာအမိန့်ညွှန်ကြားချက်လုပ်ထုံးလုပ်နည်းနှင့်သတ်မှတ်ချက်တို့ကိုလိုက်နာရမည်အပိုက်50ခွင့်ပြုမိန့်ရရှိသူပိုင်ရှင်သည်နည်းဥပဒေ48နည်းဥပဒေခွဲကားငယ်အရထုတ်ပေးသောခွင့်ပြုမိန့်သက်တမ်းကုန်ဆုံးသည့်အခါဆက်လက်ဖွင့်လှစ်လိုပါကသက်တမ်းမကုန်ဆုံးမီအနည်းဆုံးရက်ပေါင်း60ကြိုတင်၍သက်တမ်းတိုးမြင့်ပေးရန်သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ်ပြည်내လူမှုဝန်ထမ်းရုံးသို့ပုံစံ23ဖြင့်လျှောက်ထားရမည်အပိုက်51သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ်ပြည်내လူမှုဝန်ထမ်းရုံးသည်နည်းဥပဒေ50အရသက်တမ်းတိုးမြင့်ပေးရန်လျှောက်ထားချက်ကိုသတ်မှတ်ချက်များနှင့်အညီစီစစ်ပြီးသဘောထားမှတ်ချက်နှင့်အတူဦးစီးဌာနသို့တင်ပြရမည်အပိုက်52ဦးစီးဌာနသည်ကာကြီးနည်းဥပဒေ50နှင့်51တို့အရလျှောက်ထားချက်နှင့်တင်ပြချက်တို့ကိုစီစစ်ပြီးသက်တမ်းတိုးမြင့်ပေးရန်ခွင့်ပြုခြင်းသို့မဟုတ်ငြင်းပယ်ခြင်းပြုနိုင်သည်ခါခွေနည်းဥပဒေခွဲကာကြီးအရခွင့်ပြုပါကလျှောက်ထားသူအားသတ်မှတ်ထားသောသက်တမ်းတိုးမြင့်ခပေးသွင်းစေပြီးခွင့်ပြုမိန့်သက်တမ်းကိုပုံစံ22တွင်တိုးမြင့်ပေးရမည်အပိုက်53ဦးစီးဌာနသည်နည်းဥပဒေ52န
နည်းဥပဒေခွဲကကြီးအရခွင့်ပြုမိတ်သက်တမ်းတိုးမြင့်ရန်ညှင်းပယ်ကြောင်းဆုံးဖြတ်ပါကထို့သို့ညှင်းပယ်ကြောင်းဆုံးဖြတ်ချက်ကိုအကြောင်းပြချက်နှင့်အတူပိုင်ရှင်ထံသို့စာဖြင့်စောလျင်စွာအကြောင်းကြားရမည်အပိုက်54ဦးစီးဌာနနှင့်ဦးစီးဌာနကတာဝန်ပေးသောအရာရှိတို့သည်ခွင့်ပြုမိတ်ထုတ်ပေးထားသောပုဂ္ဂလိကပညာသင်အထူးကျောင်းပုဂ္ဂလိကအသက်မွေးမှုအထူးသင်တန်းကျောင်းနှင့်ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာနတို့ရှိသင်တန်းသူသင်တန်းသားများ၏ဘေးကင်းလုံခြုံမှုအခြေအနေအပါအဝင်သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်ညီညွတ်မှုရှိမရှိတို့ကိုစစ်ဆေးခွင့်ရှိသည်